ကဲ Samsung Event ကြည့်ပြီးတော့ Z4-8 ကိုစိတ်ဝင်စားလို့ pre-order လုပ်တော့မယ်ပေါ့မလုပ်ခင်ဒီဗီဒီယိုလေးကိုတစ်ချက်လောက်တော့ပြအောင်ကြည့်လိုက်ပါဦး Samsung ကတော့သူတို့ရဲ့ foldable line အသစ်ကိုမိတ်ဆက်သွားပြီ Z4-8 ရဲ့ Z4-8 Ultra ရဲ့နောက်ပြီးတော့ Z Flip 8ရဲ့ပါပေးကြတယ်ဒီထဲမှာလူစိတ်ဝင်စားမှုအများဆုံးကတော့သူတို့ရဲ့ Z4-8 လေးပဲဖြစ်မှာပါမိတ်ဆက်ခင်တော့ Z4-8 White ဆိုပြီးတော့နာမည်အသစ်နဲ့လာမယ်ထင်ခဲ့ပေမဲ့တကယ်တမ်းမိတ်ဆက်တဲ့အခါမှာကျတော့ Z4-8 ဆိုပြီးတော့ပဲခေါ်ရပါတော့ပြောမယ်ဆိုလို့ရှိရင် Z4-8 model က Samsung ကနားလှည့်ပါရိုက်လောက်ထားပါပုံမှန် Z4-7 ကို screen size shot လိုက်တယ် camera ကိုလည်းနည်းနည်း downgrade လုပ်လိုက်တယ်200 megapixel ကနေပြီးတော့50 megapixel ပြီးတော့ telephoto ကိုလည်းဖြုတ်လိုက်တယ်အဲ့ဒီစား50 megapixel ultra wide ကိုထည့်ပေးထားတယ်ဒါပေမဲ့ဈေးကတက်တာလားဆိုတော့ဈေးကတော့မတက်တာဘူးဒေါ်လာ1900ကနေစတယ်2256ကို Samsung အခုတို့ရဲ့ foldable 8 gen ရောက်တော့မှဘာကိစ္စဒီ 4:3 aspect ratio နဲ့ဖုန်းထပြီးတော့ထုတ်တာလဲသူ့မတိုင်ခင်မှာဒီ aspect ratio နဲ့ Google ကလည်းသူတို့ Pixel 1ကိုထုတ်ဖူးတယ်ပြီးတော့ Oppo မှာဆိုလို့ရှိရင်လည်း 5M12 ပြီးတော့ Huawei ကလည်းသူတို့ Pura X Max စဒီ model တွေရှိခဲ့ပြီပေါ့နော်ဒါပေမဲ့အခု Samsung ကနေပြီးတော့ထပြီးတော့ထုတ်လိုက်တော့မှလူတွေကပြန်ပြီးတော့စိတ်ဝင်စားလာကြတယ်ဒီ aspect ratio အားလုံးလည်းသိတဲ့အတိုင်းပဲတိတ်မကြခင်ဒီ September အတွင်းမှာပဲ Apple ကလည်းသူတို့ရဲ့ပထမဆုံးခောက်ဖုန်းကိုမိတ်ဆက်တော့မှာသူတို့ရဲ့ခောက်ဖုန်းကလည်းဒီ aspect ratio နဲ့ပဲလာမှာဆိုတော့ပြောမယ်ဆိုလို့ရှိရင် Samsung က Apple ကသူတို့ရဲ့ခောက်ဖုန်းကိုမိတ်မဆက်ခင်မှာဒီ aspect ratio ကိုအရင်ဦးဆုံးဥအောင်လို့မိတ်ဆက်လိုက်တယ်ပေါ့နော်သဘောကတော့တကယ်ချင်းစီကကိုးချထားတဲ့အိမ်စာကိုတကယ်ချင်းထက်မတိုင်ခင်ဆီယမစီမှာသွားပြီးထပ်လိုက်တဲ့သဘောပါပဲ size သေးသွားတဲ့အတွက်သူအဓိကအားသာကြတော့လက်ထက်မှာကိုင်ရအရန်ပေါ့သွားတယ်ဒီ passport size လေးကဖြန့်လိုက်မယ်ဆိုလို့ရှိရင် 7.6 inch display ရှိတယ်ဒီ passport size display လေးကကျွန်တော် horizontal ပဲဖြစ်ဖြစ် vertical ပဲဖြစ်ဖြစ်ပေါ့နော် content တွေကြည့်တဲ့အခါမှာအရန်အဆင်ပြေသွားတယ် e-reader နဲ့စာအုပ်အရန်ဖတ်တဲ့သူတွေနောက်ပြီးတော့ YouTube ကြည့်တဲ့သူတွေအတွက်ဒါအဆင်ပြေရပေါ့နော်ဆိုတော့ကျွန်တော်ဒီ Z4-8 Ultra regular size နဲ့ဒီ Z4-8 နဲ့ချိန်ပြီးတော့ဒီ YouTube video တွေပါကြည့်မယ်ဆိုလို့ရှိရင် Z4-8 မှာဒီ black bar တွေကပို့ပြီးတော့မှသေးနေပေါ့နော်အဲ့တော့ viewing experience ပိုကောင်းတယ်လို့ပြောလို့ရတယ် battery မှာ Z4-7 ရဲ့ 4400 mAh ကနေပြီးတော့ Z4-8 မှာ4800 mAh ကိုသုံးပေးလာတယ် charging speed ကလည်း 25W ကနေ 45W ထိတိုးတက်သွားတယ်ဆိုတော့ဒါကတော့ upgrade ဖြစ်သွားတဲ့အချက်တွေလို့ပြောလို့ရပါတော့ weight shot လိုက်တာတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ size ပိုသေးသွားတယ် camera ဘိုင်းတွေ weight shot လာတယ်နောက်ပြီးတော့ကျွန်တော်အခုစမ်းကန်ကြည့်ပြီးတော့မြင်ရတဲ့တစ်ချက်ကသူ့မှာ Z Flip 8မှာတော့ပါတဲ့ flash mode က Z4-8 မှာပါမလာဘူးကျွန်တော်တို့တွေ့ဒီ 4:3 aspect ratio app တော်များများမှာတိတ်ပြီးတော့ optimize မဖြစ်ဘူးထင်ပါတယ်ဒါကြောင့်မို့လို့တို့ကဒီ flash mode ကို Z4-8 မှာဖြုတ်ခဲ့ရပါတော့ကင်မရာဘိုင်းမှာလည်းကျွန်တော်သဘောကျတဲ့ feature တစ်ခုကတော့ကျွန်တော်ဒီ video ရိုက်တဲ့အခါမှာရိုက်ပြီးသွားတဲ့ video ကိုကိုကြိုက်တဲ့ aspect ratio တွေနဲ့ကိုကြိုက်တဲ့ subject ကိုပဲ focus လုပ်ပြီးတော့ပြန်ထုတ်လို့ရတာပါဆိုတော့ဒါလေးကတော့ vlog ရိုက်တဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေတဲ့ feature လို့ပြောလို့ရတယ်နောက်ပြီးတော့ Samsung သူတို့ရဲ့ဒီ series မှာပထမဆုံးအနေနဲ့ silicon carbon anode ကိုစပြီးတော့သုံးပေးလာတယ်လို့ပြောထားတယ်ဒါပေမဲ့ battery ပမာဏအရင်တခြားဖုန်းတွေလိုမျိုး6000နဲ့9000တွေတော့မဖြစ်သေးဘူးပေါ့နော်ဒါပေမဲ့ပြောမယ်ဆိုလို့ရှိရင်ကောင်းမွန်တဲ့အကျွေးတစ်ခုလိုပဲပြောရမှာပါဒီ Z4-8 ရဲ့ passport aspect ratio ကိုတော်တော်များများတော့သဘောတွေ့လိမ့်မယ်ဒါပေမဲ့100သမားတွေကတော့တိတ်ပြီးတော့ကြိုက်မှာမဟုတ်ဘူးလက်တစ်ဖက်တည်းနဲ့ကြာသုံးမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့စနိုးစနောင်လေးတော့ဖြစ်လိမ့်မယ်သူ့ရဲ့ size က Apple ကလည်းသူတို့ရဲ့ foldable ကိုလည်းဒီ size နဲ့ပဲထုတ်မှာဆိုတော့ဒီ size ကနောက်ပိုင်း foldable user တွေတော်တော်များများမှာတွေ့လာမယ် size လို့တော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒေါ်လာ1900ဆိုတဲ့ဈေးကတော့နည်းနည်းလေးများတယ်လို့တော့ကျွန်တော်တို့ယူဆမိတယ်အရောင်ကလာနေနဲ့ကတော့၄မျိုးရမယ် graphite cream lavender နဲ့ pistachio ကတော့သူတို့ Samsung online ကနေပြီးတော့မှာပဲရမှာပါ Z4-7 ရဲ့တကယ် true successor လို့ပြောလို့ရတာတော့ Z4-8 Ultra ပါSamsung က Z4-8 ကို Z4-8 White လို့မခေါ်ကြတာနဲ့ပဲသူတို့ရဲ့ဒီပုံမှန် regular model ကိုနောက်ကနေပြီး ultra ဆိုပြီးတော့ထည့်လိုက်တယ်ပေါ့နော်တကယ် ultra ဆိုတဲ့နာမည်နဲ့တန်လားမင်းရင်တော့မတန်ဘူးလို့ပဲကျွန်တော်တို့မြင်ပါတယ် ultra ဆိုတော့အားလုံးသိတဲ့အတိုင်းပဲ Samsung ကဒါသူတို့ရဲ့တကယ် flagship model မှာ feature အကုန်ပြုတ်ပြီးထည့်ပေးထားတဲ့ model ကို ultra တစ်စိတ်ကတ်ထားတာပေါ့နော်ဒါပေမဲ့ဒီ Z4-8 ultra မှာကျတော့ultra လို့ခေါ်ရလောက်မဲ့ feature လောက်လာအများကြီးမပါဘူးဗျအဲ့ဒါဟိုမှာဈေးကလည်းဒေါ်လာ100လောက်ထပ်ပြီးတော့တက်သွားသေးတယ်ဆိုတော့ဒီ series မှာ titanium flex လို့ခေါ်တဲ့ဒီပညာအသစ်ကိုသုံးပေးထားတယ်အဲ့အတွက်ကြောင့်မို့လို့ဒီ crease ကရေ model ထက်ဆာလို့ရှိရင်ပို့ပြီးတော့မမြင်ရတော့ဘူးတော့ Samsung တော့ပြောထားရပါတော့ဆိုတော့ဒါပေမဲ့အခုလက်ရှိဈေးကွက်တဲ့တခြား Oppo 5 and 6တို့ပေါင်းနဲ့ရှင်းလိုက်ရင်တော့ 100% မှာ 80% လောက်တော့ပိုကောင်းလာတယ်လို့ပြောလို့ရပါတော့ဒါပေမဲ့ Oppo 5 and 6တို့ပါရဲ့ level တော့အခုချိန်ထိတော့မမီသေးဘူးနောက်ပြီးတော့သူတို့ဒီ hinge design အသစ်ကအရင် model ထက်ဆာလို့ရှိရင်ပို့ပြီးတော့မှခောက်ရပြူရပို့ပြီးတော့အဆင်ပြေသွားတယ်အဲ့အတွက်ကို inner frame ရဲ့ border တွေကိုလည်းနည်းနည်းလေးလုံးပေးထားတယ်ဆိုတော့လက်တစ်ဖက်တည်းနဲ့ဖွင့်မယ်ဆိုလို့ရှိရင်ဖွင့်ရပို့ပြီးတော့လွယ်သွားတယ်ပေါ့ battery ကလည်း4400 mAh ကနေပြီးတော့5000 mAh ကိုသုံးပေးလာပြီဒါပေမဲ့တခြား foldable တွေထက်တော့ battery ကနည်းတော့နည်းနေတော့မယ်နောက်ပြီးတော့ IP rating မှာလည်း 6869 မဟုတ်ဘဲနဲ့အခုချိန်ထိ IP48 မှာပဲတက်နေသေးတယ် performance ကတော့အကုန်လုံးအတူတူပဲ Snapdragon 8 Elite Gen 5ကိုသုံးပေးလာတယ် Z Flip 8ကလည်း
ထုံဒီ၎င်းမယ်တိတိကျကျတိုးတက်ပြောင်းလဲသွားတော့တိတ်မရှိဘူးပြီးတော့သူ့ရဲ့ဒီ outer screen မှာပဲ recent app တွေကြည့်လို့ရမယ် notification တွေကြည့်လို့ရမယ်ပြီးတော့ control panel ကို access လုပ်လို့ရမယ်တော့ပြောမယ်ဆိုလို့ရှိရင်ဖုန်းမဖွင့်မဲနဲ့သုံးညတဲ့သူတွေအတွက်သုံးပို့ပြီးအဆင်ပြေသွားတယ်နောက်ပြီးတော့ Flip 7 ထက်နည်းနည်းလေးပို့ပြီးတော့ပါသွားတယ်ဒါပါပဲဆိုတော့ model 3ခုစလုံးကတော့ Android 17ဖြစ်တဲ့ One UI 9နဲ့လာမယ်ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ 4.8 ကတော်တော်များများရွေးချယ်မဲ့ model လို့ကျွန်တော်တို့မြင်တယ် power user တွေကတော့ battery ပိုကြီး size ပိုကြီးရဲ့ 4.8 Ultra ကိုရွေးမယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီ aspect ratio ကိုမကြိုက်ဘူးလားဆိုတော့မကြိုက်တော့မဟုတ်ဘူးကြိုက်တယ်ဒါပေမဲ့သူ့ရဲ့ဒီဈေးဒေါ်လာ1900ဆိုတော့အရာနည်းနည်းလေးတော့စဉ်းစားရတော့ကောင်းတယ်ဒါပေမဲ့ iPhone Ultra ကလည်းဒေါ်လာ2500ဝန်းကျင်ကနေစလာနိုင်တယ်ဆိုတော့iPhone ကအရင်ဈေးကြီးရလို့ခံစားရတဲ့သူတွေအတွက်ရွေးစရာ option တစ်ခုပေါ့နော်။ဘာဖြစ်ဈေးကြီးရလို့ပြောပေမဲ့လည်းကြိုက်တဲ့သူတွေကတော့ဝယ်ဦးမှာပဲဆိုတော့ Z Fold 8ကလည်းရောင်းရတဲ့ foldable စီးရင်ထဲမှာပါလာအောင်မှာပါပဲ။ဆိုတော့ Samsung နဲ့ပတ်သက်ပြီးတော့ A series ပဲဖြစ်ဖြစ် S series ပဲဖြစ်ဖြစ် C series ပဲဖြစ်ဖြစ်ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Enter page ကနေတစ်ဆင့်ဖြစ်ဖြစ်ကျွန်တော်ရဲ့ Direct page ကနေတစ်ဆင့်ဖြစ်ဖြစ်လာရောက်ပြီးတော့မှာယူလို့ရပါတယ်။ထိုင်းနိုင်ငံအနှံ့အပြားကိုအိမ်ရောက်ပို့ဆောင်ပေးနေပြီဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ချိုးလို့မှုပါ။နောက်ထပ်ဗီဒီယိုတွေနဲ့တူပြန်လာခဲ့ပါမယ်။